90ပြည့်လွန်နှစ်တွေက PC တွေကိုမှတ်မိကြသေးလားအဲ့ဒီတုန်းက cassette player တွေ car dashboard တွေပေါ်ကစိမ့်လက်တောက်ပနေတဲ့ကဏ္ဍလေးတွေလေအမောင်ထဲမှာတော့ဖွင့်လင်းနေတာအဲ့ဒီ display တွေရဲ့နောက်ခွက်ကနီးပညာကြောင့်ဒီနေ့ပြောပြချင်ပါတယ်အခုတော့တိတ်မတွေ့ရတော့တဲ့ VFD တွေအကြောင်းပါပဲဟုတ်ပါတယ်အဲ့ဒီတုန်းကကလေးတယောက်အတွက်တော့ဒီလိုအလင်းရောင်မျိုးကတကယ်ကိုအံ့ဩစရာပဲပေါ့ဖန်ပြုံလေးထဲမှာကဏ္ဍတွေကသူ့အလိုလိုလင်းနေတာဟိုဗျာအခုခေတ် phone screen နဲ့ရှင်းကြည့်ရင်တော့ဒါကရုပ်ရှင်တွေလို့ထင်ရနိုင်ပေမဲ့အဲ့ဒီအချိန်ကတော့ဒါဟာတကယ်ကိုအကားသာရင်လိုပါပဲကဲအချိန်ဆက်တဲ့ဝင်ပြီးတော့ LCD ဒီမထွန်းကားပြီးတဲ့90ပြည့်လွန်နှစ်တီကိုခဏပြန်သွားကြည့်ကြရအောင်အဲ့ဒီခေတ်ရဲ့ electronic ပစ္စည်းတွေမှာမြင်နေရတဲ့အလင်းရောင်ကဘယ်ကလာတာလဲအဖြေကတော့ VFD လို့ခေါ်တဲ့ vacuum fluorescent display တွေစီကပါ VFD ရဲ့အတိကရုံးဝက်ချက်ကဒီမှာပါ emissive display ဆိုတာကနောက်ခန့်မီ backlight ပေါ့အဲ့ဒါမလို့ပဲသူ့အခွက်လေးတွေကိုယ်တိုင်ကအလင်းထုတ်ပေးတာကိုပြောတာပါဒါကြောင့်ပဲအမောင်ထဲမှာတော့စာလုံးတွေကချင်းကနေပေါ်နေပြီးအယောင်ကလည်းအဲ့လောက်ဆိုးပြီးတောက်ပတ်နေရတဲ့အကြောင်းရင်းပါပဲအဲ့ဒီခေတ်ကနာမည်ကြီးနီးပညာနှစ်ခုကိုဘေးချင်းချင်းရှိကြည့်လိုက်အောင်တစ်ဖက်မှာ VFD သူ့ရဲ့အားသာချက်ကတော့တောက်ပမှုနဲ့ဘယ်ဘက်ကကြည့်ကြည့်ရှင်းရှင်းလင်းလင်းမြင်နေရတာပဲနောက်တစ်ဖက်မှာတော့အဲ့ဒီတုန်းက LCD မှတ်မိကြမှာပါခဏတွက်ဆက်အဟောင်းဒီလိုမျိုးလေးဘေးနဲ့ဆောင်းကြည့်လိုက်တယ်မဲ့ဘာမှမမြင်ရတော့ဘူးအလင်းအောင်မကောင်းရင်လည်းဖတ်လို့မရဘူးဒီလိုရင်ကြည့်လိုက်တော့ VFD တွေဘာလို့အဲ့ဒီလောက်လူကြိုက်များခဲ့လဲဆိုတာရှင်းသွားပါပြီ။ကောင်းပြီဒီလောက်တောက်ပါတဲ့အလင်းရောင်ကဘလို့ဖြစ်လာတာလဲအထဲမှာဘာတွေရှိလဲဆိုတာကိုတစ်ချက်လေ့လာကြည့်ကြအောင်။ VFD ဆိုတဲ့အတိုင်းလေဟာနဲ့ formula တစ်ခုလဲမှာအဓိကကျတဲ့အစိပ်ပိုင်းတုံးကိုပေါင်းဆက်ပြီးအလုပ်လုပ်ပါတယ်။ပထမဆုံးအစိပ်တိုင်းကတော့ cathode filaments ပါ။သူတို့ကိုမီသီးစိုက်ကြိုးလေးတွေလိုပဲသဘောထားလို့ရတယ်။လက်စစ်ပေးလိုက်တာနဲ့သူတို့ကပူလာပြီးမျက်စိနဲ့မမြင်နိုင်တဲ့ electron အမုံလေးတွေကိုအများကြီးထုတ်လွှတ်ပေးပါတယ်အဲ့ဒါကအရာအလုံးရဲ့အစပဲဗျာနောက်တစ်ဆင့်မှာ grid တွေလာပါပြီသူတို့ကတကားဆောင်တွေလိုပဲခုနက electron အမုံလေးပို့ဘယ်နေရာကိုတွားခွင့်ပြုမလဲဆိုတာကိုထိန်းချုပ်ပေးတဲ့တတုစကားကွက်လေးတွေပေါ့ဒီတကားကိုဖွင့်ပြီးမှ electron တွေရှေ့ဆက်သွားနိုင်မှာပါနောက်ဆုံးမှာတော့ anode ပါသူတို့ကစီမင်းပေါ်ကမင်းသားမင်းသမီးတွေလိုပဲ display ပေါ်မှာမြင်နေရတဲ့ကဏ္ဍတွေသင်္ကေတတွေရဲ့ပုံစံတိုင်းရှိနေပြီးအထူး phosphorus စေတမျိုးတုတ်လင်းထားတဲ့ electron တွေကသူတို့လာပြီးထစ်မှန်လိုက်တဲ့ခါမှာဖြောင်းဆိုပြီးတောက်ပါရဲ့လင်းအောင်ထွက်လာတာပါဒီနေရာမှာ engineer ပိုင်းရဲ့ပါးနဲ့မှုကိုတွေ့ရမှာလား VFD တွေအလိုလုံးဖို့ပိုအားမြန်20 volt ကနေ60 volt လောက်အထိလိုအပ်တယ်ဒါပေမဲ့သုံးတာက3 volt battery လေးတွေအဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မလဲအဖြေကတော့အတွင်းမှာပါတဲ့ transformer တေးသေးလေးပါပဲသူကဘိုးအားနှင်းလေးကိုလိုအပ်တဲ့ဘိုးအားမြန်ထိဆွဲတင်ပေးတဲ့အဓိကကြတဲ့အစိပ်ပိုင်းပါတကယ်ကိုထက်မြက်တဲ့ design လို့ပြောရမှာပဲကဲအဓိကစက်ကောင်3ယောက်နဲ့ mix ဆက်ပြီးပြီဆိုတော့သူတို့3ယောက်ပေါင်းပြီးအလင်းအောင်ဆိုရမြက်လေကိုဘလို့ဖန်တီးတယ်လဲဆိုရလုပ်ငန်းစဉ်ကိုကြီးလိုက်ကြရအောင်လုပ်ငန်းစဉ်ကတော့ရှင်းပါတယ်အဆင့်1အမြင်တွေက electron တိမ်တိုက်ကြီးကိုထုတ်လွှတ်လိုက်တယ်အဆင့်2ကနန်း7ကိုလင်းကျင်တယ်ဆိုပါစို့အဲ့ဒီ7ပုံစံ anode နဲ့သူ့ရှေ့က grid ကိုအပေါင်းဖို့အားပေးပြီးတကားဖွင့်လိုက်တယ်အဆင့်3အဲ့ဒီအခါမှာ anode တက်ဆောင်တဲ့ electron တွေကအပေါင်းတက်ရှိတဲ့ anode စီကိုတန်လိုက်လို့ပဲအရှိန်နဲ့ပြေးကပ်သွားရောအဆင့်4နောက်ဆုံးမှာတော့ electron တွေက anode ပေါ်က phosphorus ဆဲကိုဝင်တိုက်လိုက်တဲ့အခါတောက်ပတဲ့အစိမ်းကောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားမှာတော့တယ်ဒီချက်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ် VFD ဟာခေတ်ဟောင်းနေပညာကချင်းဒါပေမဲ့သူ့ရဲ့ခြေခံတဘောတရားကဒီနေ့ခေတ်နောက်ဆုံးပေါ် OLED screen တွေနဲ့အံ့ဩစရာကောင်းလောက်အောင်ဆင်တူနေပါတယ်။နှစ်ခုလုံးဟာကိုယ်ပိုင်အလင်းထုတ်နိုင်တဲ့ self emissive နေပညာတွေထင်နေလို့ပါပဲ။ဒါကြောင့် VFD ကို OLED ရဲ့အဖိုးကြီးလို့တင်စားခေါ်ရင်လည်းအမှားမထင်ပါဘူး။မိပညာတိုင်းမှာတုခေတ်တုခါဆိုတာရှိပါတယ်။ VFD တွေဟာတခေတ်တစ်ခါကတော့ဘင်းတဆူလို့ရှိခဲ့ပေမဲ့ဘာကြောင့်နောက်ဆုံးမှနေရာဖေးပေးခဲ့ရတယ်လဲဆိုတာကိုကြည့်လိုက်ရအောင်သူရဲ့အားသာချက်တွေကတော့ပြောခဲ့သလိုပဲအလင်းရောင်ဆူရှားတော့ပတ်မှုတက်တန်းရှည်ကြမှုနဲ့ဘယ်ဖက်ကကြည့်ကြည့်ရှင်းလင်းမှုတွေပါဒါပေမဲ့အားနည်းချက်တွေလည်းရှိနေတယ်ပါဝါသုံးစွဲမှုက LCD ထက်များတယ်ဖန်ပြိုနဲ့လောက်ထားတော့ကျွေးကွက်လွယ်တယ်ပြီးတော့အများစုကအဆင်းရောင်တဲ့မျိုးတွေပဲရနေတာကသူ့ရဲ့အဓိကအကန့်အသတ်တွေပါပဲနာရီ9000ဒီကင်းကနန်ကဘယ်လောက်များလဲဆိုရင်ဒီနေ့ကို8နိုင်တုံးနဲ့နေတိုင်း3ရင်တောင်း18နှစ်ကျော်ကြာအတုံးခံတယ်ဆိုတဲ့အတိတ်ပဲပါအဲ့ဒီခေတ်ကပစ္စည်းတွေဘာလို့ဒီလောက်တောင်းတာရှိခံရလဲဆိုတဲ့အဖြစ်တွေကတစ်ခုပါပဲတော်တော်အံ့ဩဖို့ကောင်းပါတယ်အဆုံးသတ်မှာတော့နိညာလောကရဲ့တဘာဝအတိုင်းပါပဲပိုကောင်းတဲ့ပိုစွမ်းရင်တက်တာတဲ့ပိုပြီးပတ်ဆောင်သုံးလို့ရတဲ့ LCD နီးပညာတွေတိုးတက်လာတဲ့အခါ VFD တွေတောက်ပတဲ့ခေတ်ကတဖြည်းဖြည်းမိမ့်သွားခဲ့ရပါတယ်ဒါဟာနီးပညာရဲ့ရှောင်လဲလို့မရတဲ့တိုးတက်ပြောင်းလဲမှုပါပဲ BFD လိုပဲတချင်ကအလျံအသုံးဝင်ခဲ့ပြီး
အခုတော့မေမေပြော့ပြော့ဖြစ်သွားတဲ့နီးပညာတွေအများကြီးရှိနေပါသေးတယ်ကိုယ့်ရဲ့ငယ်ဘဝကသဘောကျခဲ့ရတယ်အခုတော့မတွေးရတော့တယ်ဘလို့မေးလျော့ခံနီးပညာမျိုးကိုတတိယမိကြပါတယ်လေစဉ်းစားစရာလေးတစ်ခုခြံခဲ့ခြင်းပါတယ်